ရခိုင်ပြည်နယ်မှာ2010ခုနှစ်ကဖိုက်ပေါ်ခါရဲ့အကြီးကရုံကစိုက်တွေမျိုးကအစ္စလမ်ဘာသာဝင်အများစုဆိုမျိုးပရောင်ကိုပြောင်းရွှေ့ခဲ့ကြရပါတယ်။အစ္စလမ်ဘာသာဝင်ဒီနေထိုင်တာတခုတည်းသော record Friday စိုက်တွေမျိုးလေးမှာကျင်ရိုက်ခဲ့တဲ့အောင်မောင်္ဂလာ record ကိုမေလ20တရနိုင်မို့တပတ်ကလူတွေစရောင်းကောက်ခံမှုတွေပြုလုပ်ခဲ့ပါတယ်။လူတွေစရောင်းကောက်ခံဆိုမှနေဇယ်ရီလုံခရဲဝန်ကြီးဌာနရခိုင်ပြည်နယ်ရေးတပ်ဖွဲ့ record ဥရှိုရီမုံလူအမုံကရစ်ကရီဌာနနဲ့မျိုးဘောကအရဲဖာဖွဲ့စည်းတီပါဝင်ခခဲ့ပါတယ်2010ခုနှစ်ရခိုင်ပြည်နယ်ပဋိပက္ခပြီးလေးနိုင်ကမှာအောင်မောင်္ဂလာ record ကိုအခုပိုင်းလူတွေစိတ်ဆေးဆိုမှာအောင်မောင်္ဂလာ record မှာလူတွေ2000ကျော်ဖိုင်လာတွေဆိုမလားစိတ်ဆေးဖို့မျိုးဘောကရေမင်းရပါတီနဲ့ရဟန်တန်ခါခနိုင်ရကျော်လောက်ကမေလာစင်ရနီကလာမထိုးတောင်းဆိုမှုကြောင်းလို့သိရပါတယ်အောင်မောင်္ဂလာ record တော့မှနေထိုင်ခဲ့တဲ့သူဆိုလာခွန်ဒီပိုက်ပွန်ခင်ထားတဲ့လူဒီဖိုင်ပနာလာရှိခင်းမှာစီကူသာခွန်နဲ့လူမျိုးရေးကိစ္စတိမှာလုံခရဲရာယူထားတဲ့ rate တစ်ဖက်ဝန်ဒီအကူကြီးနေတာလာနေရဆိုဖိုက်ပါတယ်ရှိအောင်မောင်္ဂလာ record မှာအတီပရူဖိုခါခင်းနေတဲ့စရွန်ဒီကအင်ခရီကိုရာဂျွန်နဲ့လူတွေတောင်းနဲ့ရှိနေဆိုမနာတော်ဒီထောပေါ်နေပါတယ်အစောရီတရဝန်စရွန်ရာလူတွေ၄ထောင်ကျော်နဲ့အင်ခရီခါရာကျော်လာရရှိလို့သိရပါတယ်လူတွေစရောစိတ်ဆေးဆိုမှအောင်မောင်္ဂလာရဲကွာတောင်းကနေထိုင်သူတွေကိုအတော်တမစိတ်ဆေးဆိုဒီမပူလို့ခဲ့လို့စိတ်ဆေးခံရတဲ့တူဖိုက်တဲ့နူရူစလင်ကပြောပါတယ်ကျွန်တော်တို့ဒါနဲ့လူသားနေရှိလိမ့်မည်လူနာလေးမိပြီးတွေသူတို့ကလူအားလုံးမရှိလားဒီတကွမီးမင်းပြီးလူသားနေရှိလိမ့်လူမင်းပြီးတွေသူတို့ကလူတွေလာရအဖွေးငါဖွေးမနာစိတ်ဆေးကဲဆို private ကရာတူတို့ခင်းနေ ground စိတ်ဆေးမှုတွေကိုစင်နာရီခွဲမှာ rating လိုက်ခဲ့ပါတယ်အမောင်္ဂလာ record တော့မှာတရမောင်ဝန်လောင်းနေထိုင်သူတွေရှိလို့ယူဆပြီးကလာတော့စိတ်ဆေးဆိုကိုမဲရှာမပိရှောင်လို့လဲ record တွေက တွေက pro ခဲ့ပါတယ်တချို့နေလေးကိုစိတ်ဆေးဆိုမှာနိုင်မင်းနဲ့လူကိုပါတွေ့မနာစိတ်ဆေးခါရလို့ inus က pro ပါတယ်ชาวมาสามีรูมริงรูน้ำเนี่ยแต่ยาวสิน้ำเนี่ยไม่กี่ลูกูรังเกลียบอะไรตัวแต่คุณเล่นมาแข่งกันบ้างอะရာသူတို့ခင်းနေကောင်းစိတ်စီမုံရာရွှေလဲရတဲ့တော့နောက်ရတိမှာစိတ်စီလာဖို့ဖိုက်မနာဒရမော်နေထိုင်သူဒီတွေ့ခခဲ့ဇပန်ရီယူဆောင်ဝလာဖို့ဆိုကိုပရီနေဆိုရာဖွေးနေတဲ့တရဝန်ထုတ်ပြန်ပေါ်ဆိုထားဆိုမရှိသေးပါ